မိမဒါယောက်ျားနဲ့မိမနေမဲ့ရင်ပဲမိမရဲ့ ဟာအဖိုးကြီးကျမတို့16နှစ်ရွယ်ကောက်မလေးကချင်းလိုမျိုးအသက်60ကျော်အဖိုးကြီးကိုလက်ထပ်ထားတယ်ဆိုတာလေချင်းမှာတိုက်တွေကရရှိရပတ်ဆက်ချမ်းသာရဆိုလို့ကျမရှင်ကိုလက်ထပ်ထားတာအခုကျတော့ဒီတဲဆုံးနဲ့နေရမယ်တဲ့ဒါနဲ့နေစမ်းမအောင်ချင်းမှာတိုက်တွေကရမရှိဘဲနဲ့ကျမကိုရှိရဆိုနေပြောခဲ့ရပါလေ မိမတိုက်တွေကားတွေပတ်စံတွေကဘာမို့လို့လဲမိမရဲ့ယောက်ျားကမိမကိုအရန်ချစ်တယ်လေအချင်းရှိရင်ဘာမဆိုလုပ်လို့ရတယ်မိမရဲ့အခုချိန်သာယောက်ျားနဲ့မိမဘွားဆင်းရဲရင်ဆင်းရဲလိမ့်မယ်ပြောမရဘူးလေဒီချိန်ကျရင်ယောက်ျားနဲ့မိမဘွားချမ်းသာရင်ချမ်းသာလာမှာပေါ့မိမရဲ့ သမီးညီပြောတော့ဒီအဖိုးကြီးကချမ်းသာတယ်ဆိုအခုမှပဲအမေသိလိုက်ရတော့တယ်သမီးရဲ့ဆောင်နဲ့ဒီအဖိုးကြီးကဆင်းရဲတယ်ဆိုတာအမေမှာတော့လေအမေသမီး16နှစ်နဲ့ဒီအသက်60ကျော်အဖိုးကြီးနဲ့ပေးသားမိတာကွာအမေရဲ့အမသူချမ်းသာတဲ့ထင်ပြီးအမေပေးသားမိတာပါသမီးရဲ့ ဟုတ်တယ်မမေရဲ့သမီးနဲ့လေဒီဖိုးကြီးနဲ့ယူပြီးသွားလို့ရှိရင်ဘေးမတယောက်လိုဆန်သားရမယ်ဆိုပြီးတွေးထားတာအခုဒါဒီဖိုးကြီးကိုယူပြီးမှားတာပဲလေဘေးမတယောက်လိုဆန်သားရမယ်ဆိုအခုရောင်းသားမလို့ခံစားရတော့မယ် မိမဘာလို့အဲ့လိုစကားတွေပြောနေရလဲယောက်ျားကမိမကိုအရန်ချစ်တယ်လေမိမလူချင်တဲ့ပတ်စံတွေယောက်ျားရအောင်ရှာပေးပါမယ်မိမရဲ့ ငါဖဲသားမှာကျမလက်ကိုလွတ်ဒီမှာဖိုးကြီးကျမရှင့်လို့အသက်60ကျော်အဖိုးကြီးကိုချစ်လုံးလုံးယူထားရမယ်ရှင်ကထင်းနေရလားရှင့်မှာတိုက်တွေကားတွေရှိရပတ်စံရှိရဆိုလို့ကျမရှင့်ကိုလက်ထပ်ထားတာနော်ရှင့်ကိုတိုက်ချင်လို့လက်ထပ်ထားရထင်းနေနဲ့ရှင်သာပတ်စံမရှိတော့လေကျမရှင့်ကိုလက်အောင်မကြည့်ဘူး ငါသမီးကိုအမေအစောကြီးကပြောပါတယ်ပီတာနဲ့လက်ထက်လိုက်ပါလို့ပီတာလည်းချမ်းသာတာပဲလေအခုတော့နင်ကဒီအဖိုးကြီးရဲ့အချစ်မှနင်မျောပြီးတော့သူနဲ့လက်ထက်လိုက်တာငါမှတော့ငါသမီးလေးချမ်းသာတဲ့လူနဲ့လက်ထက်ပြီးရင်အမေပါငါသမီးနဲ့လိုက်နေမယ်လို့စဉ်းစားတာအခုတော့သွားပါပြီသမီးရဲ့ ဟုတ်တယ်မင်းရဲ့ဒီဖိုးကြီးလေသူကပတ်စံရှိရဆိုပြီးတော့လိန်ပြောတာ哦သမီးနဲ့လေချမ်းသာတဲ့သူနဲ့လက်ထက်ရပြီဆိုသမီးမှပျော်နေတာအခုတော့ဘာလို့လို့ရမှန်းကိုမသိတော့ပါဘူး ဟုတ်ဘူးမိမရဲ့ယောက်ျားကမိမကိုလိန်နေဆိုတာမိမကိုအရန်ချစ်လို့ယောက်ျားကအမှန်တိုင်းပြောလိုက်ရင်မိမယောက်ျားနဲ့လက်ထက်မှမဟုတ်တော့ဘူးလေဟုတ်တယ်မလားမိမရဲ့ ဒီမှာဖိုးကြီးရှင်းမစားကိုပိတ်ထားစမ်းမှာချစ်တယ်နဲ့နားတွေကိုညှိညာပဲဒီမှာအဲ့ချစ်တာဘဝကိုဖျက်တမ်းလို့မရဘူးပတ်စံရှိမှဘဝကိုဖျက်တမ်းလို့ရမှာ သမီးအခုအချိန်မီသေးရဲ့လေဒီအဖိုးကြီးနဲ့ကြွားရှင်းလိုက်ငါသမီးပီတာနဲ့လက်ထက်လိုက်တော့ပီတာလည်းအခုချိန်ကြီးငါသမီးကိုချစ်နေတုံးမမို့လား ဟုတ်တယ်သမီးဒီဖိုးကြီးကိုကြွားရှင်းလိုက်တော့မယ်ဒီမှာဖိုးကြီးကျမကြွားရှင်းစာချုပ်ကိုရှင့်ရဲ့အိမ်ကိုပို့ပေးလိုက်မယ် လာသမီးသွားမယ် ယောက်ကမကြီးခဏနေပါအောင်ကျွန်တော်ပြောတဲ့စကားလေးနားတော့မအောင်ယောက်ကမကြီးဒီကိုခဏလာပါအောင်ပြောရလေးရှိလို့ ကဲအဖိုးကြီးဘာပြောကျင်သေးတာလဲပြော ဟောယောက်ကမကြီးကလည်းကျွန်တော်အိမ်လေးကိုတစ်ခါတော့လိုက်ကြည့်လိုက်ပါဦး ဘာကိစ္စနဲ့ကြည့်ရမှာလဲရှင့်ရဲ့အိမ်ကဖြစ်တဲအဆုပ်ပလုတ်ကြီးကိုဘယ်သူကကြည့်နေမှာမကြည့်ဘူး ဟောတစ်ခါတော့လိုက်ကြည့်လိုက်ပါဦးမိမရဲ့ မေရဲ့ဒီဖိုးကြီးယူမြယူသွားရလားမသိဘူးဘာကြီးပြောလို့ပြောနေမှမသိဘူး ကဲသမီးရဲ့သူ့ကိုလေနောက်ဆုံးအနေနဲ့လိုက်ကြည့်ပေးလိုက်ပါစိတ်ချမ်းသာသွားအောင်လို့မဟုတ်လေဒီကိစ္စအမေတို့ကကြောပြက်ပြီလေ ဟုတ်တာပဲနော်ပြောလိုက်ခဲ့မယ် ဟုတ်ပြီယောက်ကမကြီးနဲ့မိမလိုက်ခဲ့ပါဦးနော်